ဒီခေတ်မှာဖြစ်နေကြတဲ့လူတွေကြောင့်မပြောင်းဖြစ်လို့ရင်နဲ့ရှိသမျှကျွန်တော်ပြောတော့မယ်တရားဝဲရရှိတဲ့ကြားရင်ဘယ်သူလဲတဲ့ပုဂ္ဂိုလ်ခွဲတရားလဲရွေလို့ဂုံတူမိတဲ့ရုပ်ကလေးချောတဲ့ဆိုလားအတန်လေးကောင်းတဲ့ဆိုလားဆွဲလေးနဲ့တရားဝဲဟုတ်လားတရားဝဲပြီးသူဒိဋ္ဌိမကွာတရားတော့နာတရားမသိပါသူတရားမတွေ့ပါဆရာတော်ဟောတာကောင်းလဲအကောင်းလေးကိုပဲဆွဲလန်းဆိုတဲ့ဥပါဒံဒါတွေမသိရှာဘူးတရားလဲနာပေါင်းများပြီးအမြဲတမ်းသူကြိုက်တဲ့ဆရာတော်တရားပွဲမှာသူတရားလိုက်နာဝိပဿနာတရားလိုက်စားလဲမာစီမာတဲ့တချို့ကလည်းမူဖို့ကြိုက်လို့ပြိုင်နေကြတယ်တို့ကတော့တရားစခန်းဖွင့်မှာဘောနာပွားတယ်တို့ပဋိစ္စသမုပ္ပါတရားမှာတကယ်နာရှင်တယ်မာနလေးတွေရှောင်ခွာသုံးဝင်ပြီးဓမ္မတွေဟာအားလုံးပဲဘုရားဟောတာပါဘုရားဟောသမျှအကုန်လုံးရှင်းစရာတရားတိုင်းမှာတရားတိုင်းနာတရားတိုင်းရှုပါကုသိုလ်မလို့ရသေးခင်အတ္တမာနတရားကမသွားနဲ့နေအောင်နိဗ္ဗာန်ရွာခန္ဓာထဲမှာတရားရှာမောဟဆိုတဲ့ဝိဇ္ဇာမသိတော့ပျော်မွေ့ကိလေသာတတိရှိရှိဉာဏ်နဲ့ရှုပါ